ငါကြီးလက်ရှိဘဝကိုတာ okay နေမျိုးလေးတစ်မျိုးကနေဒီကိုပြောင်းလာခဲ့တဲ့စေယုံကြီးနာကအထက်ကကျောင်းမှာပဲကွယ်သူစိမ့်စုပ်ခက်ကုတ်နဲ့ကျောင်းလာခဲ့တဲ့2000တုန်းကပြောဖို့ရန်ကောင်းတာတယောက်ရင်ဘတ်ကိုစီနဲ့စာပေတင်ကြားကြဒီနေ့ဒီလိုဖြစ်လာလိုက်ပဲငါလေးချင်မချပါလူတွေပြောနေတဲ့ရေဆက်ဆိုတာဒါမျိုးလားခုနှစ်တန်းမှာဘေးစင်ကရက်ထိုင်ပြီးစာကိုချချိန်ထီတော့ပြည့်စင်နဲ့စာအုပ်ထကြတာဒါကမြောက်ကြားမှာရှိရဲ့ကြီးဆုံးမတရားပါအမားတူတော့ဆင်မမီတော့ပြန်ရင်းပြီးသားပဲအဲ့ဒီနောက်သူနဲ့ကျွန်တော်နဲ့ပို့ပြီးရင်းနေသွားတယ်စမ်းကြဲတဲ့ကိစ္စလေးတွေဖုတ်တော့လေလွမ်းတဲ့ကတွေရသည်တိုင်းတော့သူ့ကိုကျွန်တော်လွမ်းစေပဲကိုရရောက်တော့တန်းခွဲတဲ့ငယ်ချင်းတယောက်ကိုခွဲခါရတာထက်ပို့ပြီးတော့မှ1 minute ကမင်းကနေနိုင်ပြီလားဆိုမင်းကကြောင်းလိုက်သွားခဲ့လို့အချီကမင်းကဤလက်ရှိဝါကိုသာခြေနဲ့ပါလိမင်းကိုကျစစနေတော့ခုကြောင်းလေလွမ်းစေတင်ကိုသာထူထောင်ခဲ့ပေးဘူးတဲ့ဒီတွေကိုခုပြောင်းလဲယေရှုခရစ်တော်စီလဲဆူတောင်းမယ်